အလုပ်တစ်ခုကိုလုပ်တဲ့အခါပန်းနိုင်တစ်ခုကိုရအောင်စူးစမ်းကြတဲ့အခါမှာဇွဲရှိရှိနဲ့စူးစမ်းလောက်ကင်ခြင်းဟာကောင်းမွန်တဲ့အမှုအကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ဒီလိုမျိုးဇွဲရှိရှိနဲ့လူရပန်းနိုင်ကိုအယောင်လန်းနေကြတဲ့စူးစမ်းနေကြတဲ့လူငယ်တွေလည်းများစွာရှိပါတယ်။ဒီလိုမျိုးစူးစမ်းနေတဲ့ဇွဲစိတ်ကိုဖျက်ဆီးစေတဲ့ပျက်စီးစေတဲ့အကြောင်းရင်းတွေရှိနေကြောင်းသူတေသီဆရာဖုံမြင့်တွေကအခုလိုအချက်တွေနဲ့တတိပေးဖော်ပြရေးသားထားပါတယ်။ဆရာကြီးကဇွဲစိတ်ကိုပျက်စီးစေတဲ့အကြောင်းရင်းကိုအချက်6ချက်နဲ့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ဇွဲစိတ်ကိုဖျက်ဆီးစေတဲ့အကြောင်းရင်းနံပါတ်1မိမိအလုပ်ကိုမိမိကပင်ဂုဏ်ငယ်သည်ဟုထင်မြင်လာမိခြင်းအကြောင်းရင်းနံပါတ်1မှာကိုယ့်ရဲ့ကြိုးစားမှုကလုံလောက်မှုမရှိဘူးအောင်မြင်မှာမဟုတ်ပါဘူးလို့ဘသူကမှပြောဆိုနေခြင်းမဟုတ်ပါပဲနဲ့ကိုစိတ်သက်ကြအားငယ်စိတ်တွေဝင်လာတတ်ပါတယ်ဒီလိုမျိုးကိုစိတ်သက်ကြအားငယ်စိတ်တွေဝင်လာခြင်းဟာဇွဲစိတ်ကိုပျက်စီးစေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်အကြောင်းရင်းနံပါတ်2စိတ်ညစ်လွယ်စိတ်တိုးလွယ်ခြင်းလူတိုင်းဟာစူးစမ်းနေချိန်မှာကြုံလာရတဲ့အခက်အခဲပြဿနာဆိုတာကြုံတွေ့တတ်ပေါ်လာတတ်ပါတယ်ဒီပြဿနာအခက်အခဲတွေကိုကြုံတွေ့လာတဲ့အခါမှာအလဲတကူစိတ်တိုးတာအလွယ်တကူစိတ်ညစ်လာတာမျိုးတွေရှိတတ်ပါတယ်ဒီလိုမျိုးကိုယ့်ရဲ့စိတ်ကိုမထိန်နိုင်ခြင်းဟာရည်မှန်းချက်အပေါ်အားနည်းစေပြီးတော့ရရှိလာမဲ့အကျိုးဆက်ကတော့ကိုယ့်ရဲ့အိမ်မက်ခရီးလမ်းကိုဆက်လျှောက်ဖို့နှောင့်နှေးစေတတ်ပါတယ်။ကဲဒါကတော့အကြောင်းရင်းနံပါတ်2ဖြစ်ပါတယ်။အကြောင်းရင်းနံပါတ်3အကြောင်းရင်းနံပါတ်3ကတော့ပင်ပန်းမှု၌တိမခံနိုင်ခြင်းဟုတ်ပါတယ်ဒီလိုစ조사နေချိန်ကာလအတွင်းမှာစိတ်ရောလူရောဟာအပင်ပန်းဆုံးအချိန်ဖြစ်ပါတယ်ဒီလိုပင်ပန်းမှုတန်ကိုခံနိုင်ရရှိရမှာဖြစ်ပါတယ်ဒီပင်ပန်းမှုတန်ကိုမကျော်လွှားနိုင်ဘူးဆိုရင်တင့်ရဲ့စ조사ခြင်းတဲ့စိတ်ဟာအားနည်းလာပြီးတော့စ조사မှုကိုရနာစေတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့်စ조사လှုပ်ဆောင်နေစဉ်အတွင်းမှာဘယ်လိုပင်ပန်းမှုတွေပဲကြုံလာတိခံကြောဖြတ်ပြီးတော့ဖြည့်ရှင်းနိုင်စွမ်းရှိခြင်းဟာအောင်မြင်မှုကိုရရှိစေနိုင်တဲ့အခြေခံသောချက်တစ်ခုဖြစ်ပါတယ်။ဇွဲစိတ်ကိုဖျက်ဆီးစေနိုင်တဲ့အကြောင်းရင်းနံပါတ်4ကတော့မိမိကိုမိမိမယုံကြည်ခြင်းနဲ့စိတ်ကူးပြောင်းလဲခြင်းတို့ဖြစ်ပါတယ်။ကိုယုံကြည်မှုမရှိတာဘယ်အလုပ်ကိုပဲလုပ်အောင်မြင်မှုရာခိုင်နှုန်းအလုံးကိုနေပါပါတယ်။ကိုယ်အိမ်မက်ကိုယ်တိုင်ဖြည့်ဆည်းရလဲရောက်ပါတယ်။ဒီလိုကိုယုံကြည်မှုတွေအားနည်းလာပြီဆိုလို့ရှိရင်ဒါကငါအတွက်မဖြစ်နိုင်တော့ဘူးဆိုပြီးနောက်ထပ်အိမ်မက်တစ်မျိုးပန်းနိုင်တစ်မျိုးပြောင်းလဲပြီးချမှတ်တာမျိုးတွေလည်းရှိပါတယ်။ဒီလိုအိမ်မက်ပန်းနိုင်ကိုတစ်မျိုးပြီးတစ်မျိုးပြောင်းလဲချမှတ်ခြင်းဟာစူးစမ်းမှုအရှိန်ကိုပျက်စီးစေပြီးပန်းနိုင်နဲ့လွဲနေရအောင်မှာပဲဖြစ်ပါတယ်။အကြောင်းရင်းနံပါတ်5ဆက်တက်လွန်ကြောက်တက်လွန်ခြင်းကိုလှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ရဲတာပြောတဲ့ပြောထိုက်တဲ့စကားကိုလူအများရဲ့ရှေ့မှာရဲဝံ့ပြတ်သားစွာမပြောဆိုနိုင်ပဲဆက်တာလို့ကြောက်တာလို့ဒီလိုအမှုအကျင့်မျိုးတွေရှိတဲ့သူတွေဟာအခွင့်အရေးတွေကိုဆုံးရှုံးစေတတ်တာဖြစ်ပါတယ်အကြောင်းရင်းနံပါတ်6ပြင်းရည်တွေဝေ၍သူတစ်ပါးစကားကိုနားယောင်ခြင်းအလုတ်လုတ်တဲ့အခါတခါမှာအလုံးမလုံးချင်တဲ့ပြင်းရည်တွေဝေတဲ့စိတ်တွေဝင်လာတတ်ပါတယ်။ကိုယ့်ရဲ့မလိုအပ်တဲ့ကိုစူးစမ်းနေတဲ့အနာဂတ်ပန်းနိုင်တဲ့သွေးဖယ်တဲ့စကားလုံးတွေဘေးကနေပဝင်းကျင်ကနေပြောလာတဲ့အခါအဲ့ဒီစကားလုံးတွေကိုနားယောင်သွားရင်လေကိုယ့်ရဲ့ဆွဲ motivation နဲ့ determination အားနည်းသွားပြီးတော့မူလရည်မှန်းချက်ကိုမလှုပ်ဆော်နိုင်တော့ပဲပျက်စီးစေတတ်တာဖြစ်ပါတယ်ဒါကတော့သူတေသီဆရာဖုံးမြင့်သွေးရေးသားဖော်ပြထားတဲ့ဇွဲစိတ်ကိုဖျက်ဆီးစေတဲ့အကြောင်းရင်း6ချက်ဖြစ်ပါတယ်ဒီအချက်6ချက်ကိုသိရှိပြီးတော့ကိုယ့်ရဲ့အနာဂတ်ပန်းနိုင်ကိုအရောက်သွားနိုင်မှုဇွဲစိတ်ကအရေးကြီးတယ်လို့ချထားတဲ့ရည်မှန်းချက်ကိုမရောက်ခင်ကြားကာလမှာအခုဖတ်ပြပေးသွားတဲ့အချက်6ချက်နဲ့မညှိစွန်းအောင်တတိပြုလှုပ်ဆောင်ရမှာဖြစ်ပါတယ်
ကျမကုန်းလုံးဖတ်ပြချင်တာလေးကတော့ဒီလောက်ပါပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်